အားလုံးမင်္ဂလာပါကျွန်တော်ကျော်ဝင်းပါကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဒီဗုဒ္ဓဦးသားပြည်တွေအတွက်ဘဝတစ်လျှောက်လုံးဒီလောက်ရမယ့်ငွေကြေးကံကောင်းစီမံငွေကြေးစီရင်ရတဲ့အကြောင်းတွေကိုပြောကြားပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဦးသားပြည်တွေကဘဝတစ်လျှောက်လုံးမှာငွေကြေးကံကောင်းခြင်းနဲ့ဆိုရင်လူမှုပေါင်းသင်းဆက်ဆံရေးကောင်းဖို့လိုပါတယ်အဲ့တော့ချွေမရံမယ်ပေါ့နော်အဲ့တော့ပေါင်းသင်းနေနဲ့ပတ်သက်လို့တွေးတဲ့အခါမှာကိုကလည်းချွေရမယ်တဘောကဗျာကက်စီပဲနဲနေလို့မရအောင်နော်လူများကျွေးတာရွယ်စားနေမယ်ကိုယ်လည်းကြတော့မကျွေးခြင်းဘူးဒါမှမဟုတ်ဆိုတော့မရအောင်ဗုဒ္ဓသားပြည်တွေကဒီသူ့ရဲ့လုပ်ငန်းအောင်မြင်ခြင်းနဲ့စီးပွားရေးအောင်မြင်ခြင်းနဲ့ဆိုရင်ဒီကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေနဲ့ပတ်သက်တဲ့ကိစ္စမှာဒီမိတ်ကောင်းဆွေကောင်းတွေနဲ့ပတ်သက်လို့နော်ပေါင်းသင်းတွေနဲ့ပတ်သက်ကိစ္စမှာဒီပေါင်းသင်းဆက်ဆံရေးကောင်းမှကိုရမှာနော်အဲ့ဒါအဓိကချက်ပဲနောက်တစ်ခုကဒီဗုဒ္ဓသားပြည်တွေကဒီအထိုင်လုပ်ငန်းတွေတဲ့ကိုတော်လာလှုပ်ရှားရတဲ့လုပ်ငန်းတွေအဲ့ဒါပို့ပြီးတော့သူတို့တော့ငွေကြီးပို့ပြီးတော့ရလွယ်တယ်ပို့ပြီးတော့ရတတ်တယ်ပေါ့နော်တပတ်ပြည်တွေဘွားချောက်လို့ငွေကြီးကံကောင်းခြင်းနဲ့ဆိုရင်လောက်ရမယ့်စီရင်တွေကတို့ဒီပေါင်းအသီးတစ်လုံးတို့ပဲအဲ့ထဲမှာရေထည့်မယ်ရေထည့်ပြီးတော့အဲ့ထဲမှာ9ရွက်2ရွက်ဒါမှမဟုတ်လဲကက်ကော2ညွတ်နော်ဒါမှမဟုတ်လဲကြမ်းညွတ်2ညွတ်အဲ့ဒါကိုလှူပေးရမှာဖြစ်ပါတယ်နော်အဓိကတော့တင်းရနဲ့အညွတ်2ရွက်ဒါမှမဟုတ်လဲနှစ်ခတ်ပါနော်အဲ့ဒါလှူပေးရမှာဖြစ်ပါတယ်ဘယ်နေ့ဒီမှာလှူရမလဲဆိုရင်ဗုဒ္ဓဘုရားနဲ့နော်6နာရီနဲ့9နာရီခွဲကြာဒါမှမဟုတ်လည်းမနေ့မလူပြဘူးဆိုရင်ဗုဒ္ဓဘုရားညနေဆိုရင်ညနေ4နာရီခွဲနဲ့9နာရီခွဲကြာအဲ့ဒီအချိန်မှာလှူပြီးတော့ဝေကြီးနဲ့ပတ်သက်ကိစ္စတွေဆူတောင်းမယ်ဆိုရင်ဘွားလျှောက်လုံးမှာငွေကြီးနဲ့ပတ်သက်လို့အစီပြေတာငွေကြီးစုပုံရတာငွေကြီးကံကောင်းစေတာငွေကြီးနဲ့ပတ်သက်လို့အပူပင်ကင်းတာမျိုးကိုပြောမှာဖြစ်ပါတယ်နော်ဒါကလည်းဒီရေတွေကကျွန်တော်တပတ်တည်းလုပ်လို့မရဘူးဘွားလျှောက်လုံးမှာအပတ်တိုင်းဗုဒ္ဓဘုရားနေ့တိုင်းမှာပုံမှန်လုပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုပုံမှန်လုပ်သွားမယ်ဆိုရင်ဗုဒ္ဓဦးသားမျိုးရဲ့ဘဝတသက်တာမှာဝေကြီးနဲ့ပတ်သက်လို့ကံကောင်းစီမှာဖြစ်ပါတယ်ဗုဒ္ဓဦးသားမျိုးအားလုံးစစရာအစီအပြေကြပါစေဝေကြီးကံတွေလည်းအထူးပဲကောင်းမွန်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ